Hello 皆さんこんにちはဒီနေ့ကတော့ပေါ့နော်ဒိုင်းနီကာရဲ့စလုံးပေါင်းလေးတွေလည်းကြက်ပြီးသွားပြီးလောက်ပြီးလို့ထင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ grammar လေးစပြီပေါ့နော်ဒီနေ့မှာတော့ခိုရဲဆိုတဲ့အားရဲဆိုတဲ့စလုံးလေးနဲ့စပြီးတော့ grammar စာကြောင်းလေးတွေတိစောက်တယ်ပေါ့နော်ခိုရဲဒီဟာဆိုတဲ့ဟိုဟာအားရဲဟိုးကဟာပေါ့နော်ခိုရဲဒီဟာကြတော့ကိုယ့်ရဲ့လက်နဲ့ထိကြိုက်ပြီးပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဆိုရဲကကြတော့ကိုယ့်ရဲ့လက်ကတကမ်းမှာရှိတဲ့အရာလေးတွေကိုပေါ့နော်ညွန်ပြရင်းနဲ့သုံးတယ်အားရဲကကြတော့အဝေးမှာပေါ့နော်လက်နဲ့လည်းထိခိုက်လို့လည်းလမ်းမမီတဲ့နည်းနည်းလှမ်းဝေးရဟာတွေကိုပြောတဲ့အခါမှာသုံးတယ်ပေါ့နော်အဲ့ဒီမှာဥပမာစာကြောင်းလေးတွေလည်းပြောပြထားတယ်ဒီဟာကတော့စာအုပ်ဖြစ်ပါတယ်ဆိုအဲ့ဒီစာအုပ်လေးကိုလက်နဲ့ကင်ပြီးတော့ပြောတယ်ပေါ့နော်ခိုရဲဝါ Hondas အဲ့ဒီခိုရဲဝါ Hondas ဆိုကိုကင်နာကတော့စာအုပ်တစ်ခုတည်းမဖြစ်နိုင်ဘူးလေနော်ဥပမာ T တို့ 8 တို့ဆိုလို့ရှိရင်လည်းဟွန်းနေရာမှာကိုထိကင်တဲ့ပစ္စည်းလေးတွေကိုပြောင်းလိုက်ရုံပဲပေါ့နော်ပြီးရင်ဆိုရဲကကြောင့်ကိုလက်တကမ်းမှာရှိတဲ့အရာလေးပေါ့နော်ကိုလက်နဲ့ဘယ်လိုခေါ်မလဲလှမ်းပြီးတော့ထိနော်မိလောက်တယ်ပေါ့နော်အဲ့လိုမျိုးလက်တကမ်းလောက်မှာရှိတဲ့အရာလေးတွေကိုပြောချင်တဲ့အခါမှာဆိုရဲစလုံးလေးကိုသုံးပြီးတော့ပြောတယ်ပေါ့နော်ဆိုရဲဝါ Hondas ဟုတ်ပြီနော်ဒီဟာဟိုဟာကတော့စာအုပ်ဖြစ်ပါတယ်ကိုရဲ့လှမ်းကြိုက်လို့လည်းမထိမမီတော့ဘူးဟိုးဝေးလန်းမှာရှိတဲ့ဟာဆိုရင်တော့အားတယ်လို့သုံးရတယ်ပေါ့နော်အားတယ်ဝါ Hondas ဟုတ်ပြီနော်သူ့ရဲ့ grammar pattern လေးကတော့ခိုရဲဝါနာနီ das အဲ့ဒီနာနီနေရာမှာကျတော့ကိုလက်နဲ့ထိကင်တဲ့တက်မဲ့ရဝတ္ထုပစ္စည်းနောင်လေးတွေကိုပြောမှာပေါ့နော်ဥပမာဆို bobbin ဆိုလို့ရှိရင်လည်းခိုရဲဝါ boruban das ခဲတန်ဆိုလည်းခိုရဲဝါ episode das ဟုတ်ပြီနော်ပြီးရခါကျနိုင်ဆိုလဲခိုရဲဝါတိုကဲတက်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုရဲကကြတော့ကိုယ့်ရဲ့လက်တကမ်းမှာရှိနေတဲ့ရာဝတ္ထုလေးတွေကိုပြောချင်တဲ့အခါမှာသုံးပြီးတော့အာရကကြတော့ဟိုးအဝေးမှာရှိတဲ့အရာလေးတွေကိုလှမ်းညွှန်ပြီးတော့ပြောတဲ့အခါမှာသုံးပါတယ်သူရဲ့ grammar pattern လေးကတော့ခိုရဲဆိုတဲ့အာရဲဝါနာနီ noun das ပေါ့နော်အဲ့ဒီ noun ဒီတမဲ့ noun လေးတွေပေါ့နော်တမဲ့ရာဝတ္ထုပစ္စည်း noun လေးတွေဒါဆိုလို့ရှိရင် dainika ရဲ့ပေါ့နော် grammar pattern တစ်ခုပြီးဆုံးသွားပါပြီသူဒီ grammar pattern လေးကိုကြည့်ပြီးသွားရင်ဆိုရင်တော့သူနဲ့သက်ဆိုင်တဲ့ exercise လေးတွေကိုပါလုပ်ကြည့်ပါနော်အဲ့ဒါမှဒါကိုကနေပြီးအဲ့လို exercise လုပ်တဲ့အခါမှာလဲပေါ့နော်ဒီတိုင်းဥပမာစာကြောင်းပြထားတာကြီးကိုကြည့်ပြီးတော့ဒီတိုင်းဖြည့်သွားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုဘာသာနေကိုဒီဟာစာကြောင်းတစ်ကြောင်းရေးလိုက်တိုင်းကိုပိုင်ကိုဖတ်ပြီးတော့ဘာသာပြန်ကြည့်မယ်ပြီးရခါကျရင်သူ့စာအုပ်ထဲမှာပါတဲ့ဟာလေးပဲမဟုတ်ဘဲနဲ့ကိုသိတဲ့နောင်လေးနဲ့ပေါ့နော်စာကြောင်းလေးတွေတိဆောက်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်တော့သူများရဲ့ထက်ပုံမှန်လုပ်တဲ့သူတွေထက်ပေါ့နော်ပို့ပြီးတော့ထူးချွန်ပြီးပို့တော်ကြပါလိမ့်မယ်အားလုံးပဲအဆင်ပြေကြပါစေကျန်းမာကြပါစေဒါဆိုလို့ရှိရင်တော့ဒိုင်နီကာရဲ့ grammar pattern တစ်ခုပြီးဆုံးသွားပြီဖြစ်ပါတယ်ပေါ့နော်はい皆さんまたね